ဖုန်းလေးတွေခေါ်ပြီးတော့အဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ကြီးက1000ကျပ်ပါနော်ဟုတ်ပြီလားကဲအဲ့ဒါပြီးရင်ကျွန်တော်တို့နေ့ကျွန်တော်မနက်ဖြန်တနင်္လာနေ့နော်မနက်ဖြန်15ရက်12လ2025တနင်္လာနေ့12နာရီ10မိနစ်ကိုကျွန်တော်ပြောပါတော့မယ်သေချာလေးကူးဆိုင်နားထောင်ပေးပါနော်ဥစားပထမအနေနဲ့ဥစားပထမအနေနဲ့မိတ်ဆွေတို့မိနေမှာတခုကဘာလဲဆိုတော့9ပရိတ်3ညပရိတ်တနင်္လာအင်္ဂါမှာတတိထားပါ9ပရိတ်3ညပရိတ်မှာကျွန်တော်ကိုလင်းကဘာလေးပိုးကြိုက်လဲဆို4146 9196ဆိုတဲ့ကဏ္ဍလေးတွေကိုဒါတင်ခွက်အနေနဲ့ပရိတ်ထဲမှာကြိုက်ပါတယ်နော်ထပ်တည်ပေးလိုက်တယ်နော်ပရိတ်သမားတွေ9ပရိတ်3ညပရိတ်ဟုတ်ပြီလားကဲအဲ့ဒါပြင်ကျွန်တော်နေတိုင်းလေးသွားမယ်နော်မနေ့ကကျွန်တော်15ရက်12လ2025တနင်္လာနေ့7:00 10မိနစ်အတွက်ကျွန်တော်ကြိုင်မဲ့ဝမ်းကြီးလေးကတော့နှစ်ခွန်ဝမ်းကြီးဖြစ်ပါတယ်နော်ကျွန်တော်ကြိုင်မဲ့ဝမ်းကြီးလေးကနှစ်ခွန်ဝမ်းကြီးဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းကြီးဖြစ်ပါတယ်နော်ကျွန်တော်ကြိုင်မဲ့ဝမ်းကြီးလေးကတော့နှစ်ခွန်ဝမ်းကြီးဖြစ်ပါတယ်နှစ်ခွန်ဝမ်းကြီးမှာကျွန်တော်ကိုလည်းနေနှစ်နဲ့ပတ်သက်တဲ့ကဏ္ဍလေးက20နှစ်1 2 5 26ဖြစ်ပါတယ်နှစ်နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေကကျွန်တော်ကပ်ပေးထားတဲ့ကဏ္ဍလေးကနှစ်နဲ့ပတ်သက်ရင်20နှစ်1 2 5 26ပါနော်20နှစ်1 2 5 26မှာနော်မိတ်ဆွေတို့ကနှစ်1တို့နှစ်6တို့သတိထားပါနော်20နှစ်1 2 5 26ဖြစ်ပါတယ်ဝမ်းကြီးကနှစ်ခွန်နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍက20နှစ်1 2 5 26နော်အဲ့မှာကျွန်တော်သတိထားခိုင်းတာနှစ်1ကနှစ်6ကသတိထားနောက်တောက်ကြတဲ့ညနေရလဲကျွန်တော်တို့ဒါ3ညနှစ်ဆိုကျွန်တော်တို့ okay တယ်နော်3ည3ဆိုတော့ကျွန်တော်ပြန်ကဏ္ဍဖြစ်သွားတယ်နော်3ညနှစ်နဲ့ပြီးနေရဗျာနော်3ည3ဆိုပြီးပြန်ကဏ္ဍနဲ့ပြီးသွားတောက်ကြညနေရလဲနော်ဘာဖြစ်ရှေ့တစ်ဘက်ကတော့တော်တော်နေတိုက်တွေရောအကုန်လုံးအဆင်ပြေပါတယ်နော်အဲဒါကြောင့်မို့ကျွန်တော်တို့မနက်ဖြန်ဟိုတိုင်းရနေရစပြီးတော့လဲကျွန်တော်ဒီဘက်ကိုအကောင်းဆုံးစူးစမ်းပေးပါမယ်မိတ်ဆွေတို့တွေကအခုလက်ရှိတော့ကျွန်တော်ဒီအကောင့်တွေပဲလိုက်လွှင့်မှာဖြစ်ပါတယ်နော်နောက်တစ်ပတ်လောက်ကြာမှကျွန်တော်မိတ်ဆွေတို့တည်တဲ့ဒုတိကိုလင်းအကောင့်တွေလွှင့်ပေးမယ်နော်ဒီဘက်ကိုလည်းကျွန်တော်ဒီအကောင့်တွေပဲလွှင့်မှာနော်တခါတည်းပြောလိုက်တယ်လာမယ့်ဘက်နောက်တစ်ပတ်ကြာမှကျွန်တော်ဟိုမိတ်ဆွေတို့အရင်တည်တဲ့ဒုတိကိုလင်းအကောင့်တွေကျွန်တော်ပြန်လွှင့်ပေးမယ်နော်ဒီဘက်ကိုတော့ကျွန်တော်ဒုတိဒီမိတ်ဆွေအခုကြည့်နေတဲ့ဒုတိမာစတာလင်းဆိုတဲ့အကောင့်လေးကျွန်တော်လွှင့်ပေးပါမယ်ဟုတ်ပြီလားခဲတို့ကြောင့်မို့ကျွန်တော်ပြောချင်တာတခုကဝမ်းကြီးလေးကတော့နှစ်ခွန်နှစ်နဲ့ပတ်သက်ရင်20နှစ်1 2 5 2 6အဲ့မှာမိတ်ဆွေတို့ကနှစ်1နဲ့2 6တတိထားနော်နှစ်1နဲ့2 6တတိထားနော်နှစ်1နဲ့2 6နေရ20နှစ်1 2 5 2 6နှစ်1နဲ့2 6တတိထားခွန်နဲ့ပတ်သက်ရင်80ခွန်1ခွန်5ခွန်6အဲ့မှာမိတ်ဆွေတို့ကခွန်1နဲ့ခွန်6တတိထားနော်ခွန်1နဲ့ခွန်6တတိထားခွန်နဲ့ပတ်သက်ရင်80ခွန်1ခွန်5ခွန်6အဲ့မှာခွန်1နဲ့ခွန်6တတိထားနော်ကဲအဲ့ဒါပြင်ကျွန်တော်ရဲ့စိန်မာစတာကီးကတော့မနေ့ကတင်းနာနေအတွက်ကို6-9နှစ်ကီးဖြစ်ပါတယ်ကိုလင်းဝင်းကြီးကိုကျမတို့ကမကြိုက်ဘူးကျမတို့ကလုံးမိုက်ရှိတယ်ဝင်းကြီးရှိရဆိုရင်တော့ကျွန်တော်ရဲ့စိန်မာစတာကီး6-9နှစ်နဲ့ကတ်ထိုးကြည့်နော်3ခွက်ထဲထိုးရမယ်ကိုမှလုံးမိုက်ပါရင်ပြောပါတယ်နော်ကျွန်တော်စိန်မာစတာကီးလည်းမှတ်မှာပါနော်ဒါပေမဲ့တင်းနာနေအတွက်ကျွန်တော်ရဲ့စိန်မာစတာကီးကတော့6-9နှစ်ကီးဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲဒါပြီးရင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်เนาะတခါတည်းဥမာထပ်ပြောလိုက်ချင်တဲ့သူကအဖွဲ့ဝင်ထားတဲ့သူတွေအင်္ဂါမကျော်စာတို့အဖွဲ့ဝင်တဲ့သူတွေမနက်ဖြန်တင်းနာနေ့ကစပြီးတော့ကိုလို့ဆရာရှိတာကိုလို့ပါဟုတ်ပြီလားเนาะကဲကျွန်တော်ကြိုက်မနက်ဖြန်တင်ကွက်ကတော့98နဲ့59ဖြစ်ပါတယ်เนาะမနက်ဖြန်တင်းနာနေ့7:00 10မိနစ်ကျွန်တော်ကြိုက် main တင်ကွက်ကတော့98ကဲ59ရဖြစ်ပါတယ်เนาะဒါကတော့ main တင်ကွက်ပါဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါ